အားလုံးပဲမင်္ဂလာပါရှင်မီလေးရဲ့အော်ရီယိုပုတ် YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မီလေးခုတင်ဆက်ပေးမယ်ကတူရုပ်ပြပုံမြင်လေးကသုံးဆွဲမိကုန်းချင်းဆိုတဲ့ကတူရုပ်ပြပုံမြင်လေးပဲဖြစ်ပါရှင်မတင်ဆက်ခင်မီလေးရဲ့အော်ရီယိုပုတ် YouTube Channel လေးကို like and subscribe လေးနှိပ်ပေးပါအောင်ရှင်ကျေးဇူးများတင်ပါရှင်တခါကတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတော့ဘီရင်ကြီးတပတ်ဟာဟိမဝေနတော့အတွင်းနေထိုင်တော့သူတော်စင်ရတိထံသို့နောက်လောက်စစ်သားများနဲ့ထွက်လာခဲ့သည်သူတို့နောက်တို့မြင်းစည်းလူငယ်တူနောက်ရောင်ခံလိုက်လာသည်ကိုမြည်သူမှမသိကြပေမင်းကြီးနဲ့အဖွဲဟာဟိမဝေနတော့အတွင်းရှိသူတော်စင်ရတိဤကျောင်းတင်ကန်းအနီးသို့ရောက်လျင်ကျွန်ုပ်သူတော်စင်ရတိနဲ့တွေ့ဆုံရပေဦးမှန်လားပါဖေဟာနောက်ရန်ခံလိုက်လာတော့လူရဲမှာမင်းကြီးကိုလှုပ်ထမ်းရန်ဓာကင်လေးဆောင်ဆန်းနေလေသည်မင်းကြီးမှာသူတော်စင်ရတိအားကျောင်းတင်ကန်းတွင်မတွေ့ရပဲဥယျာဉ်တွင်ရှိတစ်ပင်ကြီးအောင်၌တရားထိုင်နေသည်ကိုတွေ့ရလေသည်ငါလည်းရတိကြီးနဲ့အတူတရားထိုင်မယ်ရတိကြီးတရားဖြိုးရနာတော့မင်းကြီးပဲအတွေ့ရောက်ရှိလာပါသလဲကျွန်ုပ်တိလိုသောမေကို၃ခုအတွက်ရောက်ရှိလာရခြင်းဖြစ်ပါတယ်အလိုဘာများပါလဲတိလိုဒီကတိလောကမှာအရေးကြီးဆုံးအချိန်နှစ်လောကမှာအရေးကြီးဆုံးပုဂ္ဂိုလ်၃လောကမှာအရေးကြီးဆုံးဆောင်ရွက်ရန်ကိစ္စတို့တိလိုပါသည်မင်းကြီးတိလိုတော့အကြောင်း၃ခုကိုကျွန်ုပ်ကျောင်းတင်ကန်းရောက်လျင်ဖြေချပေးပါမယ်သူနဲ့မင်းကြီးနဲ့ရတိတို့ကျောင်းတင်ကန်းသို့လမ်းချောက်ကြစဉ်လမ်းတွင်အလိုရှင်းမှလူတယောက်လမ်းနေပါလားအသက်ရှိသေးတယ်ရတိကြီးတို့ကျောင်းတင်ကန်းတည်ပြီးဆေးဝါကူပေးရအောင်ကောင်းပါပြီထို့နောက်မင်းကြီးဟာရတိကြီးတွင်ရှိသောဆေးဝါများဖြင့်လူနာကိုကုသပေးရင်မင်းကြီးဟာလူနာအနီးအိပ်ပျော်သွားလေသည်နန်းနဲ့အိပ်ရာမှာဒိုးထလာသောမင်းကြီးကိုကြည့်လျင်မျက်လုံးဖြင့်ကြည့်နေကလူနာကိုတွေ့ရလေသည်ခွင့်လို့ပါအရှင်ဘင်းကြီးကျွန်ုပ်တင်ကိုလုံးဝမသိပါဘယ်အတွက်ခုလိုရန်တောင်းပန်နေရပါသလဲအရှင်မင်းကြီးကကျွန်ုပ်ကိုမသိပေမဲ့ကျွန်ုပ်ကအရှင်မင်းကြီးကိုသိပါတယ်ကျွန်ုပ်ဟာအရှင်မင်းကြီးရဲ့ရန်သူဖြစ်ပါတယ်အရှင်ဟာကျွန်ုပ်ရဲ့နောင်တော်ကိုဖမ်းဆီးပြီးကျွန်ုပ်တို့ရဲ့ဘိုးဘွားပိုင်ပစ္စည်းများကိုသိမ်းယူခဲ့ပါတယ်ဒါကြောင့်အရှင်ကိုလှုပ်ကြံရန်အတွက်တိတ်ကစိတ်လိုက်လာခဲ့ခြင်းဖြစ်ပါတယ်ယမန်နေ့ကတောင်းတကမ်းမှာအရှင်ပြန်လာရင်လှုပ်ကြံမှုအတွက်ကြုံကြူ၍စောင့်နေခဲ့ပါတယ်နေဝေသည့်တိုင်အရှင်မင်းပြန်လာသဖြင့်အရှင်ရဲ့နောက်သို့လိုက်လာရင်အရှင်ရဲ့ကိုယ်ရန်တော်များနဲ့တွေ့ပြီးတိုက်ခတ်ရာမှာဒဏ်ရာရရှိပြီးကျောင်းတင်ကန်းသို့ပြေးလာရမိတာပါကျွန်ုပ်ရဲ့ဓာဒဏ်ရာကိုအရှင်မင်းကြီးကုသပေးသဖြင့်မပြုပါမူးကြသေးဆုံးရပါမယ်အခုတက်ရှင်လေးရှိသည်မှာမင်းကြီးရဲ့ကျေးဇူးပင်ဖြစ်ပါတယ်ကျွန်ုပ်ကအရှင်ကိုလှုပ်ကြံပြီးပြုခဲ့ပါတယ်ထို့တော့အရှင်ကကျွန်ုပ်ရဲ့အသက်ကိုကယ်ခဲ့တယ်ကျုပ်တို့ရှင်ကိုလုံးဝမပြုတော့ပါဘူးကျုပ်ရဲ့ပြုခဲ့တဲ့အမှုကိုလည်းခွင့်လွှတ်ပါအရှင်ပြုလို့အများပြုပါအရှင်ခွင့်ပြုမိဆိုပါကကျွန်ုပ်တမ်းမာလာတော့အခါအရှိတန်သားစင်မိဆက်အမူရန်ရွက်ပါမယ်ထိုသူစကားကိုမင်းကြီးကြားရတော့အန်အိုကစီဆွေတင့်ကိုငါခွင့်လွှတ်ပါတယ်အနာပြောက်ကင်းအောင်လဲအတူပါလာတဲ့ငါဤတမားတော်နဲ့ကုသပါမယ်အနောက်ပြောက်ကင်းပါကငါထံအမူတန်းပါတော့ငါသိမ့်ယူတဲ့တင့်ရဲ့ပစ္စည်းများကိုပြန်အပ်ပေးပါမယ်ဘယင်ကြီးဟာလူနာအားတွဲ၍အခြေအရများစခန်းချရာနေရာတို့ထွက်ခါမည်ပြုရတဲ့မြတောင်းမှန်ပါတဲ့တပည့်တော်တိလိုတဲ့တတနာ၃ရက်အဖြစ်ကိုဖြေချနိုင်ကဖြေချပေးတော်မူပါတကားတိလိုတဲ့တတနာ၃ရက်အဖြစ်ကိုတင်ကိုယ်တိုင်ဖြေချပြီးဖြစ်တယ်ကျွန်ုပ်ဖြေချမလို့တော့ပါရတဲ့မြအရှင်ဆိုသည်ကိုကျွန်ုပ်နားမလည်နိုင်ပါကောင်းပြီ
မနေ့ကကျွန်တော်ဦးရင်တဲ့တရားထိုင်နေစဉ်အသိမဆောင်ပဲပြန်သွားခဲ့ရင်ရန်သူရဲ့လောက်ကြခြင်းကိုမလွဲမသွေခံရပါမယ်။ဒါကြောင့်ဒီအတွက်အရေးကြီးဆုံးအချိန်ဒီကျွန်တော်ကိုစောင့်စမ်းနေတဲ့အချိန်ဖြစ်ပါတယ်။ထို့အတူထို့အချိန်ကအရေးကြီးဆုံးပုဂ္ဂိုလ်ကကျွန်တော်ပင်ဖြစ်တဲ့ထိုစဉ်ကကျွန်တော်ရဲ့အနည်းတွေတရားလာထိုင်နေခြင်းကတင့်အတွက်အကောင်းဆုံးအလုပ်ဖြစ်တယ်။နေရာရထားတဲ့ရန်သူကိုအသက်ဘေးဝေးကင်းအောင်ပြုစုခြင်းဟာတင့်အတွက်အရေးကြီးဆုံးအချိန်ဖြစ်တယ်။ထို့တူပင်တင့်အတွက်အရေးကြီးဆုံးပုဂ္ဂိုလ်မှာထိုအချိန်ကထိုတူပင်ဖြစ်တယ်။ဒါကြောင့်တိလောကမှာအကြီးကြီးဆုံးအချိန်ဟာလက်ရှိအချိန်ဖြစ်တယ်။နှစ်လောကမှာအရေးကြီးဆုံးပုဂ္ဂိုလ်ကလက်ရှိအချိန်တွေတည်နှစ်ဆက်ခံနေဖြစ်တယ်။သုံးလောကမှာအရေးကြီးဆုံးဆောင်ရွက်ရန်ကိစ္စမှာလက်ရှိအချိန်၌ကြုံတွေ့နေရသောထိုသူ၏ကောင်းကျိုးကိုဆောင်ရွက်ပေးနိုင်မှုဖြစ်တယ်။ဘယင်ကြီးမှာနှစ်သက်အားရသွားပြီးအရှင်ယတိမြတ်တဲ့ဖြေဆိုချက်ဟာတပည့်တော်တဲ့ဉာဏ်အလင်းရပါပြီဖျားအလုံးကိုကျေးဇူးများတင်ပါရှင်မေလေးကူဒီဆက်ပေးတဲ့ကတွင်ရုပ်ပြပုံမြင်လေးရ30မေကူချင်းဆိုတဲ့ကတွင်ရုပ်ပြပုံမြင်လေးပဲဖြစ်ပါရှင်ထပ်ပြီးနားဆင်ကြရင်တော့မေလေးရဲ့ audio ပုတ် YouTube channel လေးကို like and subscribe လေးနေပေးပါအောင်ရှင်ကျေးဇူးများတင်ပါရှင်